ဟင်းဒါစပင်းနေမဟုတ်လားအော်စပင်းကိုမုန်နစ်တဲ့ထဲတယ်ဟမ်ပြီးရင်ကြော်မနဲ့တူပါရောဟုတ်ပါစီအိုကြီးနဲ့ဟုတ်တော့ဟာငါလို့စားလို့ရရလားဟုတ်ပါမလားအမွေးကြီးကြိုးဟာဘာဖြစ်သွားပြန်လဲဘာကြီးကိုပြုတ်လိုက်ရမယ်ပြုတ်ပြီးထောင်းမယ်ဒီပုံစံကတဲပုံလေးလိုက်တဲ့ထက်ပြီးရင်မှောက်ချဟိုလိုခွက်လိုက်တယ်ဒါပဲလေအဲ့ဒါလေးကိုဘာလုပ်အောင်လဲပုံစံကလေးနေဒီခါဒီတိုင်းပဲထဲလိုက်ပါလားအေးပါပြေကျုပ်တော့ပေါ့စိတ်တွေကျုပ်ထင်တော့အေးပါဟုတ်ပြီထဲလိုက်မယ်ထည့်ပြီးရင်ဆော့ပြန်ထပ်ထည့်တယ်လိမ့်မယ်ပြီးရင်အဲ့ဒါကိုမှစက်သွန်ကြီးတစ်လုံးဟုတ်ဘူးတဝက်ဟုတ်ပြီးရင်ရေထည့်တယ်ဆော့ထည့်မယ်ဆော့လို့ရပြီးတော့မှစီလီတုပ်ပြီးအဲ့ဒါကိုထည့်กินမှာဒီပါအဲ့လောက်မခတ်ပါဘူးနော်ရပါပြီဘေးဒီရဲ့မလာဦးနေရဲ့ဆော့ရဲ့အဲ့ဒါရဲ့အဲ့ဒီဘာကြီးတော့တပူးလုံးတော့လောင်းထည့်လိုက်ပါတော့ကွာဒါကြီးပါလာသေးတယ်ဒါမဟုတ်ပဲလားမသိဘူးเนาะစားလို့ရတယ်မဟုတ်ပဲနဲ့သူစားပြရင်တော့ယုံတယ်